သဘာဝတရားကြီးရဲ့အစမ်းဆုံးနဲ့အလန်းဆုံးဥချဥပါပထမဆုံး horn shark လို့ခေါ်တဲ့ငမန်းအမေရဲ့ဥကစူးသွားအရှိပုံလန်းဖြစ်ပြီးဥတွေကိုကြောက်ဆောင်ကြားတွေထဲမှာဝက်ဥရှိသလိုကြက်နေအောင်ထည့်ပြီးဒီတိုင်းထားခဲ့လိုက်ပါလေကြောက်ဆောင်ကြားတွေကဥကတခြားသားရဲရန်ကနေရောပြင်းထန်တဲ့ပင်လယ်ရေစီးကြောင်းတွေကြားမှာလွင်မသွားအောင်မှာကောက်ွယ်ပြီးသားပါပြီးတော့အညာမှာပေါ်တဲ့အနံ့သိုးထွက်တဲ့ stink bug ပိုးကောင်ဥပါသူတို့ဥတွေကပန်းရောင်အဝါရောင်ကနေအမဲရောင်အရောင်မျိုးမျိုးရှိတတ်ပါလေဥရဲ့ထိပ်ပေါက်မှာလေတရပူပုံစံအဖုံးလေးပါပြီးအကောင်ပေါက်တဲ့အခါအဖုံးလေးဖွင့်ထွက်ရုံမှာလီကြည့်တယ်လားလို့ Now green lace win ပိုးဖလန်တစ်မျိုးကတော့တိတ်ရွက်ပေါ်အဆိုင်ထားသလိုထန်းထောင်အလုံးလေးတွေဥတာပါဒီကောင်ကလူတွေကိုလည်းကြိုက်တယ်ပြီးတကယ်ဆိုးပါဥကအကောင်ပေါက်လာတယ်ကိုသားချင်းဥတွေကိုချက်ချင်းစားပါလေရှာမယ် နောက်ပြီး common mura လို့ခေါ်တယ်ငှက်ရဲ့ဥပါအပြာနုရောင်ဥတွေဥပြီးတေချာကြည့်လိုက်ရင်တခြားငှက်ဥတွေနဲ့မတူပဲဥကအဖျားချွန်နေတာပါသူတို့ကတောင်ကဘာတောင်တောင်းနေမှနေကြတော့ဒီလိုပုံစံထိတ်ချွန်နေမှာဥတွေလိမ့်မယ်ဆိုရင်တက်တက်မလိမ့်မယ်စပွိုင်းပုံစံလဲနေမှာဖြစ်လို့ကမ်းမအောက်ကိုတော်ရောမလိမ့်ကြပါဘူးအယောင်အစုံဆုံးကတော့ထင်းနှမှုငှက်ရဲ့ဥတွေပါငှက်ကသာအယောင်မွဲပေမဲ့သူ့ဥတွေကအပြခရမ်းကနေအစိမ်းအောင်ဒီအယောင်ဘောင်းလုံးရှိပါတယ်ဥတွေကလည်းပြောင်းလက်နေတော့သားရည်တွေကလည်းဥမန်းမသိတော့မဖောက်စားတဲ့အပြင်ဖုံနဲ့မှုတက်ဖို့လည်းခဲရဲမှာလေနောက်ဆုံးကတော့ဂျာဂနာငှက်ရဲ့ဥပါတလုံးချင်းစီကိုကြည့်လိုက်ရင်တကယ်အမှုပညာမြောက်ပါတယ်သိချဲထားသလိုအကြောင်းနေနေဆိုတော့ဥတွေကိုမြက်ချောက်တွေတပင်ကြားတွေထဲမှာထည့်လိုက်တဲ့အခါပုံဝန်းကျင်နဲ့တသားလေးပျောက်သွားပါလေကွာကွာ